ပြန်ဆိုတာဟူလာတဲ့ယုံကြည်ခဲ့ရင်ဒီနေ့ရဲ့ဒုက္ခတွေကိုဘာကြောင့်ညှိတွားလို့နေမလဲအိမ်မက်တွေကိုလည်းမပြစ်ပါနဲ့ဟိုးညံလုံးနဲ့ပန်းပွင့်ငယ်လေးတွေတော့ကြမ်းတမ်းလုံးနဲ့မြေပြင်ကိုကြောလို့ပေါက်ထွက်ခဲ့တာပဲစိတ်မလျှော့ပါနဲ့အားတင်ပါကွယ်